ဒီကနေ့ထိမ့်သိမ်းမြဝေနန်းစင်မွေမာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တီးချင်းကတော့ကုံတလာအစချီရိုးရရသချင်းဖြစ်ပါတယ်ရှင်ခေတ်ကာလနဲ့တေးပြူစားဆိုကိုမသိရှိရတော့လေကုံတလာအမည်ရှိကံကိုဖွဲ့သောရိုးရရသချင်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်ကံတော်ဤကြီးမားကျယ်ပြန့်ပုံကိုစရံမျိုးစင်တို့လာရောက်ကပျော်မြူးကျက်စားကြပုံကြာဘူးကြာငုံနဲ့ကြာပန်းတို့ပြည့်လျန်းကပွင့်ဖူးနေပြီးကြာပန်းရနံ့တို့တင်းပြန်ကြိုင်လိုက်လျက်ကြည်နူးနှစ်လိုဝဲဖြစ်နေပုံကြာညွန့်ကြာဝတ်ဆန်တို့ကိုစုခူးစားသုံးမဲ့ဟန်ဟင်းသာငှက်တို့ကလည်းမောင်းနှံစုံတွဲကလာရောက်ဆင်းသက်ကြပုံဗရုံးလေးများကလည်းအသီးသီးဝဲပြန်မြူးတူပျော်ပါကြပုံတို့ကိုတရုတ်ဖော်ရေးဖွဲ့ထားတဲ့ဒီသချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်ရှင်အသုံးပြုတီးခတ်ရတဲ့စီးဝါးမျိုးစားကတော့ဇုံစည်းမျိုးစားဖြစ်ကမြိုင်းဆိုင်တွက်လက်တဲ့ဟန်နဲ့တီးခတ်ပုံဖော်ရတာကြောင့်နှစ်သက်ရှင်လန်းစွာခံစားရင်အားပေးကြပါစို့လားရှင်ကုံတလာခိုင်းတော့မှမင်းကတင်းကြိုင်ပွင့်ချက်ညာငယ်ဆိုင်ခိုင်းတိန်နဲ့ရိမ့်နဲ့လေးနွဲ့ရိုင်လောင်းမင်းစားတဲ့အိုင်မြိုင်ဝေးစားရွှေကြလီရွှေကြငုံငါတီကုံတလာခိုင်းတော့မှမင်းကတင်းကြိုင်ပွင့်ချက်ညာငယ်ဆိုင်ခိုင်းတိန်နဲ့ရိမ့်နဲ့လေးနွဲ့ရိုင်လောင်းမင်းစားတဲ့အိုင်မြိုင်ဝေးစားရွှေကြလီရွှေကြငုံငါတီမယွေမဟင်းသာတူမောင်းနာရွှေကြညိုဝဆန်စကူချွေမြီဟောင်းမယွေမဟင်းသာတူမောင်းနာရွှေကြညိုဝဆန်စကူချွေမြီဟောင်းဝီစွချွေတုံးနဲ့လေးဝီစွချွေတုံးနဲ့လေးဘရုံးလေးဒူမောင်းနာမယွေမဟင်းသာတူမောင်းနာရွှေကြညိုဝဆန်စကူချွေမြီဟောင်းမယွေမဟ
ဝူရီစွချွေးတုံးနဲ့လေးဘရုံလေး